အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ MYC ရုပ်ပြ channel လေးကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ကရုပ်ပြကောင်းတစ်ခုကိုအသက်ဝင်အောင်ဘလို့ဖန်တီးရေးဆွဲမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီနည်းလမ်းနေရာဆိုရင်တော့ကျွန်တော်ကိုယ်တိုင်လိုက်နာကျင့်သုံးနေတဲ့နည်းလမ်းတွေဖြစ်တဲ့အတွက် beginner တွေအနေနဲ့လည်းလေ့လာနိုင်ကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာကျွန်တော်နည်းလမ်းကတော့ Gogo Imagination နည်းလမ်းလို့ခေါ်တဲ့နည်းလမ်းပဲဖြစ်ပါတယ် Gogo Imagination နည်းလမ်းဆိုရင်တော့ကျွန်တော်တို့ဆွဲတဲ့ပုံတွေနဲ့စိတ်ကူးနဲ့ကိုတက်တဲ့ကြောင်အရင်ဆုံးပုံပေါ်ပြီးမှကျွန်တော်တို့ရဲ့ရုပ်ပြတွေကိုပြန်လည်ပုံဖော်တဲ့နည်းလမ်းပဲဖြစ်ပါတယ်ခင်ဗျာအဲ့လိုပုံဖော်တဲ့အချိန်မှာဆိုရင်တော့ကျွန်တော်တို့ဆွဲနေတဲ့ရုပ်ပြတွေအားလုံးကို animation 5 cent တစ်ခုအနေနဲ့ပဲဖြစ်ဖြစ်ဒီတိုင်း perspective တစ်ခုအနေနဲ့ပဲဖြစ်မြင်တတ်ဖို့လိုပါတယ်ကျွန်တော်တို့က anime တွေကြည့်တဲ့အခါမှာပဲဖြစ်ဖြစ်ရုပ်ပြတွေကိုဖတ်တဲ့အခါမှာပဲဖြစ်ဖြစ်သူတို့တွေရဲ့ animation 5 cent နဲ့ perspective တွေကိုတေချာကြည့်ရဲအဲ့လိုကြည့်တဲ့အခါမှာကျွန်တော်တို့ရဲ့စိတ်ကူးထဲမှာလည်းသူတို့ရဲ့5 cent နဲ့ animation စင်တွေကဆွဲကြံနေတတ်ပါတယ်အဲ့လိုပါပဲကျွန်တော်တို့ရဲ့ရုပ်ပြတွေကိုဖန်တီးတဲ့အခါမှာလည်းပဲကျွန်တော်တို့ရဲ့စိတ်ကူးထဲမှာရှိနေတဲ့အဲ့ဒီ5 cent နဲ့ anime တွေကိုအခြေခံပြီးတော့မှကျွန်တော်တို့ဆွဲနေတဲ့ရုပ်ပြတွေကိုလည်း perspective အမျိုးမျိုးနဲ့ရှုမြင်တတ်ရပါတယ်ဒါဆိုရင်စိတ်ကူးနဲ့လက်ရဘယ်လိုထပ်တူကြအောင်လုပ်ရမလဲစိတ်ကူးနဲ့လက်ရထပ်တူကြအောင်လုပ်တယ်ဆိုတာကကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့အလွယ်ဆုံးဥပမာနဲ့နိုင်ပြရမယ်ဆိုရင်တော့ဘာနဲ့တွားပြီးစင်တူတယ်လဲဆိုရင်တော့1လောက်တာနဲ့တွားပြီးစင်တူပါတယ်ခင်ဗျာဒီကြီးငယ်တစ်ခုကိုလုပ်တဲ့အခါမှာကျွန်တော်တို့ကအရင်ဆုံး1လောက်ရတယ်လို့ပဲရုပ်ပြတစ်ခုကိုစဆွဲတဲ့အခါမှာဆိုရင်လည်းပထမဆုံးသွင်းကိုကျွန်တော်တို့ကမူဝင်အောင်အရင်ဆုံးစပြီးလေ့ကျင့်ရပါတယ်ရုပ်ပြတစ်ခုကိုဆွဲတဲ့အခါမှာအကျန်းချတာကအသက်ဖြစ်တာနဲ့အညီကျွန်တော်တို့ကရုပ်ပြတစ်ခုကိုဆွဲတဲ့အခါမှာဆိုရင်တော့ကိုဆွဲမဲ့ပေးရဲ့အရေးအတွက်အရာကျွန်တော်တို့ကအရင်ဆုံးစကတ်ကိုရင်ပြီးအောင်ရှာရမယ်တခြားအဆင့်တွေမသွားသေးဘဲနဲ့အရင်ဆုံးစကတ်ရှာတဲ့အဆင့်ကိုရင်တေချာပြီးအောင်လုပ်မှကျွန်တော်တို့ကနောက်တစ်ဆင့်ကိုသွားလို့ရမှာဖြစ်ပါတယ်အဲ့လိုပထမဆုံးသွဲကိုဆွဲတဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ကပထမဆုံးသွဲမှာပါဝင်နေတဲ့ panel တစ်ခုချင်းဒီတိုင်းကို animation ပြကွက်တစ်ခုလိုမြင်နိုင်ပြီးတဖြည်းဖြည်းနဲ့မူတွေစပြီးဝင်လာပြီဆိုရင်တော့နောက်ပိုင်းဆွဲတဲ့ page တွေမှန်သမျှက sketch ရှာတဲ့ page တွေမှန်သမျှ panel မှန်သမျှဆိုရင်တော့သူ့ရဲ့ animation ပြကွက်တစ်ခုလိုမျိုးဖြစ်နေမှာဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့ quality ကိုပိုကောင်းသွားစေမှာဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့ရုပ်ပြတစ်ခုကိုဆွဲတဲ့အခါမှာဆိုရင်တော့ဒီ sketch ရှာတဲ့အဆင့်ကအသက်ဖြစ်ပြီးတော့နောက်ပိုင်းအဆင့်တွေအားလုံးအားဆိုရင်တော့ sketch ပေါ်မှာမူတည်ပြီးတော့ပဲကျွန်တော်တို့ရဲ့ရုပ်ပြတွေရဲ့ quality ပေါ်ဆုံးဖြတ်ပြီးသွားတာဖြစ်ပါတယ်ခင်ဗျာဒါကြောင့် sketch ကိုရှာတဲ့အခါမှာကျွန်တော်တို့ကအရင်ဆုံးတေချာပြီးအောင်ရှာမယ်စိတ်ရှိလက်ရှိနဲ့ရှာရမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ရုပ်ပြကောင်းတစ်ခုကိုဖန်တီးမယ်ဆိုရင်တော့ကျွန်တော်တို့က imagination ကိုကောင်းအောင်လုပ်ထားရမှာဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့ sketch တွေကိုလည်းပို့ပြီးအဆင့်မြင့်အောင်လုပ်ထားရမှာဖြစ်ပါတယ်ခင်ဗျာအခုပြပြပေးသွားတဲ့နည်းလမ်းလေးရာဆိုရင်တော့ imagination နဲ့ sketch ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ရဲ့ manga တွေရုပ်ပြ quality ကိုပုံမကောင်းအောင်လုပ်တဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီနည်းလမ်းလေးကိုသုံးပြီးတော့ကျွန်တော်တို့ရဲ့ beginner လေးတွေလည်းရုပ်ပြတွေဆွဲတဲ့အခါမှာအစအရာအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကဂျပန်ပြည်ကိုအိုနီးတွေရောက်ရှိလာခဲ့ပြီးသူတို့တွေကလူသားတွေကိုကျွေးပြီးအုပ်ချုပ်ခဲ့ကြပါတယ်သူတို့တွေရောက်လာတဲ့နေရာကကိုစီကီရှင်းရင်းဖြစ်ပြီးသူတို့နောက်မှာအိုနီးပြည်ကြီးတစ်ပါးကျုပ်ကန်အုပ်ချုပ်နေပါတယ်။ဒီနေ့မှာတော့ကီရာနာနိုနဲ့အိုရိုဂျီဆိုတဲ့လူသား၃ယောက်ဟာဂုံစင်းကြားဖောင်တဲ့အဖြစ်ပြောင်းလဲကသူတို့ရဲ့ဆွမ်းအားကိုသုံးပြီးအိုနီးတွေကိုချိတ်ပေးဖို့အတွက်ဘယ်ရီယာတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ရာစုနှစ်တွေပြောင်းလာတာနဲ့အမျှဂုံစင်းကြားတွေကသူတို့ရဲ့မျိုးဆက်တွေကိုလက်ဆင့်ကမ်းပြီးအိုနီးတွေကိုခုခံတိုက်ခဲ့ကြပေမဲ့လည်းမြောက်ဘက်ကိတ်ပေါက်ကိုတော့အထူးအဆင့်အိုနီးတွေကြောင့်မချိတ်ပေးနိုင်ခဲ့ပါဘူး။ဒါကြောင့်အခုအခါမှာရောဂိုစင်းကြားတွေဟာစူပါဆန်တိုင်းဖောင်တွေကိုမပြည့်စည်သွားအောင်လူအချက်တစ်ခုအပြစ်သာလက်ဆင့်ကမ်းခဲ့ကြပြီးမြောက်ဘက်ကိတ်ကိုချိတ်ပိတ်နိုင်မှုအတွက်နောက်ွယ်ကနေစူးစမ်းနေခဲ့ကြပါတော့တယ်။တစ်ဖက်မှာရောလူ၃ယောက်ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ဟာအိုနီးတစ်ကောင်နဲ့ရင်ဆိုင်နေကြရပါတယ်။ထိုအိုနီးကတော့အစွမ်းတက်ပြီးဒမ်းမြေပြင်းကြောင်ဒဏ်ရာဘော်ရပနဲ့တယောက်ကတွေးခေါ်နေခဲ့ပါတယ်။အဲ့အချိန်မှာပဲတစ်ဖက်ကအိုနီးကသူ့ရဲ့အထူးလက်လက်နဲ့အတူအယောင်စူပါဆန်တိုင်းတစ်ကောင်ဆင့်ခေါ်လိုက်ပါတယ်။ထိုအိုနီးကစူပါဆန်တိုင်းဟိုတောင်ဆင့်ခေါ်နိုင်တဲ့အတွက်အစရန်အိုနီးတစ်ကောင်ဖြစ်ကြောင်းစဉ်းစားရင်းနဲ့သူတို့၃ယောက်ကလည်းအချင်းချင်းမျက်စာပြုလိုက်ကြပြီးအိုရိုဂျီဘာရီယာအတားအဆီးကိုခါနာကသူကဆင့်ခေါ်လိုက်ပါတယ်အကာအယံကြောင့်တစ်ဖက်ကရန်သူကသွားပြီးကာနာလည်းသူ့ရဲ့ကိုယ်ပိုင်ဆန်တိုင်းတောင်ဖြစ်တဲ့ရှူရက်ကိုစိတ်ခွန်လိုက်ပါတော့တယ်